အစီအစဉ်ရှိရာမှာစကားပြောကြားပေးပါရန် iSchool IPSN မှာနာယကဆရာကြီးဦးကျော်စင်အားလေးစားစွာဖြင့်စင်မြင့်ထက်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင် Program 8. At this time, we are honored to invite Mr. Wu Jiozing, patron of the Twin Schools from iSchool, to deliver the speech. အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဒီလိုခမ်းနားမှာလင်းလက်အောင်မြင်ကိုပိုင်ကျောင်းရဲ့နာယကတယောက်အနေနဲ့စကားပြောခွင့်ရတာအထူးပင်ဝမ်းသာဂုဏ်ယူမိပါတယ်နာယကဆိုတာတဲ့ညီလေးအောင်မျိုးမင်းနဲ့ညီမလေးခိုင်စာလွင်တို့ရဲ့အကိုအကြီးတယောက်လိုပါပဲကျွန်တော်လင်းလက်အောင်မြင်ကျောင်းဖြစ်ဖို့ကျောင်းအဆောင်နေအခန်းနေတခန်းချင်းစီရဲ့အခြေအနေတွေစပြီးတော့ဖွဲ့စည်းပုံနေရာစကျွန်တော်တို့အစလေဆုံးကုညီပေးခဲ့နိုင်တဲ့အတွက်ကျွန်တော်တကယ်ဂုဏ်ယူပါတယ်ကျွန်တော်တို့ဒီလိုပြောတဲ့အခါမှာကျွန်တော်စင်မောကနေစကားပြောခွင့်ရတဲ့အခိုက်မှာစင်အောင်မှာရှိတဲ့ကျွန်တော်ထက်ဂုဏ်အားဖြစ်ကြီးမြတ်သူဂျိုသေးတိုက်သူအားလုံးကိုလည်းဒီကနေပြီးတော့ဂါရဝပြုအပ်ပါတယ်ကျွန်တော်အရင်ဆုံးကျွန်တော်ကိုကျွန်တော်မိတ်ဆက်ပေးရရင်ကျွန်တော်က1990ခုကတည်းကဒီပညာရေးလုပ်ငန်းတွေကိုလုပ်လာတာ10တန်းအောင်တဲ့နှစ်မှာစပြီးတော့ကျွန်တော်စာသင်တယ်စာသင်ပြီးနောက်ပိုင်း2018ခုနှစ်ကစပြီးကိုပိုင်ကျောင်းနေစပြီးတော့ထောင်ပါတယ်ကျွန်တော် iSchool ကိုပိုင်ကျောင်းမှာအဲ့ဒီကနေပြီးတော့2022မှာ IPSN ကိုပိုင်ကျောင်းဆိုပြီးတော့ဆက်ပြီးတော့တိုးချဲ့တီထောင်ပါတယ်လက်ရှိလေကျောင်းတွေအကုန်လုံးက run နေပါတယ်လှဲကူးမြို့နယ်နဲ့ရွှေပြည်သာမြို့နယ်မှာပါအဲ့ဒီကနေပြီးတော့ညီလေးညီမလေးတွေနဲ့တွေ့ပြီးလင်းလက်အောင်ပြင်ဆိုပြီးတော့ကိုပိုင်ကျောင်းစပြီးတော့တီထောင်မှုဖြစ်လာတယ်ကျွန်တော်အကြံဉာဏ်တွေအများကြီးပေးနိုင်ခဲ့တယ်ယခုလက်ရှိကျွန်တော်တို့ကျောင်းနေညီနောင်ကျောင်းကျွန်တော်မှာ iSchool လှဲကူး iSchool မြောက်တကုံရွှေပြည်သာ IPSN နဲ့အခုလင်းလက်အောင်ပြင်ကိုပိုင်ကျောင်းဆိုပြီးကျွန်တော်တို့ညီနောင်ကျောင်းနေပုံစံတူစနစ်တကျကျောင်းတွေကို run နေပါတယ်သင်ကြားရေးနဲ့ပတ်သက်လို့လေလာစဉ်ကျွန်တော်တို့တွေ့ပြီးတော့ခလေးတွေနဲ့ပတ်သက်လို့ဘာလေးပို့လုပ်ပေးနိုင်မယ်ပေါ့အမြဲတမ်းကြည့်ပြီးတော့ပြောဖြစ်ပါတယ်ပညာရေးနဲ့ကျွန်တော်တို့ဒီမှာပြောချင်တာကပညာရေးနဲ့ပတ်သက်တဲ့ကိုပိုင်ကျောင်းအောင်လုပ်တဲ့အခါမှာတီထောင်သူတွေကိုယ်တိုင်ကပညာရေးကိုတကယ်စိတ်ဝင်စားတဲ့လူပထမအချက်ပေါ့ပညာရေးကိုစိတ်ဝင်စားတဲ့လူဘာကိုပြောချင်တာလဲဆိုတော့စီးပွားရေးလို့တွေးပြီးတော့အလုံးမလုပ်တဲ့လူပေါ့ပညာရေးကိုတကယ်စိတ်ဝင်စားရမယ်ပြီးရင်ကျောင်းသားကျောင်းသူတွေပေါ့စေတနာအပြည့်ထားနိုင်တဲ့လူတွေပဲဒီလုပ်ငန်းမှာအောင်မြင်ကြတာပါလင်းလန်းအောင်မြင်ကိုပိုင်ကျောင်းကိုစပြီးတော့တွေ့တဲ့ချိန်မှာညီလေးတို့ညီမလေးတို့နဲ့စကားပြောမိတဲ့ချိန်မှာတေချာတယ်တီထောင်သူလုံးမဲ့ညီလေးကိုအောင်မျိုးမင်းကကျောင်းသားကျောင်းသူတွေနဲ့ပတ်သက်လို့စေတနာအပြည့်ထားနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်။ဗမာသွားတွေ့လဲဆိုတော့မိဘတွေလည်းတွေ့ပြီးသားဖြစ်မှာကျောင်းကန်းထဲကိုဝင်ပြီးစာသင်ခန်းနဲ့ပတ်သက်တဲ့ထိုင်ကုန်လေးတွေကစတယ်။ထိုင်ကုန်စပွဲအရှိမရှိတဲ့ white board သင်ထောက်ကူနောက်ဆုံးဗျာကျွန်တော်တို့အပေါ်ကစပွဲလေးတွေမှာခလေးလေးတွေပြေးရင်ခေါင်းနဲ့တိုက်မိရင်တော့မနာနိုင်တဲ့ soft touch လေးတွေဖြစ်အောင်လုပ်ထားပေးတယ်အဲ့မှာညီလေးအောင်မျိုးမင်းရဲ့စေတနာကိုတကယ်နားလေရတယ်တကယ်တွေ့ရတယ်ဒီလိုအကြောင်းမျိုးနဲ့ကျွန်တော်တို့ညီတောင်ဖြစ်လက်တွဲပြီးလုပ်ရတာတကယ်ဂုဏ်ယူတယ်ပြီးတော့ညီမလေးခိုင်စာလွင်ရလေဒီပညာရေးလုပ်ငန်းကိုပညာရေးပိုင်းကလာတဲ့လူဖြစ်တဲ့အတွက်သိကြတယ်ခလေးတွေကိုစားဘလို့တက်အောင်သင်ရမလဲသူသိတယ်အဲ့အတွက်သူရအောင်ကြိုးစားထားတယ်အခုဒီပွဲကိုလာတက်တဲ့ကျွန်တော်တို့ကိုယ်တိုင်ဖောင်တာပါကိုပိုင်ကျောင်းနေမှာဖောင်တာလုပ်တယ်တစ်နှစ်လုံးကြိုးစားပေးလာတဲ့ကျောင်းသားတွေမှလည်းအခက်အခဲရှိတယ်မနမိုးလေးဖယ်ရီကြက်တာတို့အဲကွန်မအေးတာတို့မိုးရွာလို့မသွားချင်တာတို့အိယာမနိုးတာတို့နောက်ထပ်ကျောင်းနောက်ကြတာတို့အဲ့လိုအခက်အခဲတွေကိုကျောင်းသားတွေနဲ့ကြော်ဖြတ်ပြီးတော့ဒီတစ်နှစ်ဆုံးလာတယ်ကျောင်းသားတွေမှာအခက်အခဲရှိတယ်လို့ပဲဒီကျောင်းသားတွေကို supporting ပေးရတဲ့မိဘတွေမှာလေမနဲ့အစိုးရထားတာထမင်းဆိုင်မိအောင်လုပ်ပေးရတာကျောင်းမုတ်ဖိုးကိစ္စဖယ်ရီပေါ်ရောက်အောင်တင်ပေးရတဲ့ကိစ္စအထိ
တကယ်အခက်အခဲတွေရှိမှန်းသိပါတယ်အဲ့ဒီအခက်အခဲတွေကိုကြော်လွှားပြီးတစ်နှစ်လုံးပြီးအောင်ဒီအခြေအနေထိဒုက္ခခံလာတဲ့မိဘတွေနဲ့ကျောင်းသားကျောင်းသူတွေကိုဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲမျိုးနဲ့ချင်းမြင်ပေးဖို့ထိုက်တယ်ပါတယ်ထိုက်တယ်ပေမဲ့လူတိုင်းမလုပ်ပေးနိုင်ဘူးညီလေးအောင်မျိုးမင်းနဲ့ညီမလေးခိုင်စာလွင်တို့ကဒီလိုပွဲမျိုးကိုမိဘတွေနဲ့ကျောင်းသားတွေကိုရအောင်ပေးနိုင်လို့ကျွန်တော်ကိုယ်တိုင်ဂုဏ်ယူပါတယ်ကျွန်တော်တို့ I school နဲ့ IBSN ကိုပိုင်ကျောင်းအနေနဲ့လေနောက်နှစ်ဒီမှာလင်းလန်းအောင်မြင်တဲ့ပတ်သက်တဲ့တိုးတက်ရာတိုးတက်ကြောင်းအကြံဉာဏ်တွေကိုအတတ်တရောကုညီဆောင်ရွက်ပေးသွားပါမယ်လို့ကျွန်တော်ဒီကနေပြီးတော့ဂရုပြုပါတယ်ညီကုန်းချုပ်အနေနဲ့နောက်နှစ်ဒီမှာလေဒီထက်ပိုပြီးတော့ပုံမူပြီးတော့အစဉ်ပြေအောင်ဖယ်ရီကိစ္စအစားအခန်းနေကလေးတွေရဲ့သင်ကြားရေးတက်မြောက်ရေးတွေမှာပုံမူပြီးတော့အစဉ်ပြေအောင်ပုံမူပြီးတော့တိုးတက်အောင်ဆက်လက်ပြီးတော့လှုပ်ဆောင်ပေးသွားပါမယ်လို့ပြောကြရင်ညီကုန်းချုပ်ရပါတယ်အမှားစကားပြောကြားပေးသွားပါတော့ I school IPSN မှာနာယကဆရာကြီးဦးကျော်စင်အားကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။